Clamp meter တစ်ခုကလျှက်စစ်စီးယိုစိမ့်မှု leakage current ကိုဘာကြောင့်ထောက်လှမ်းသိရှိနိုင်ရတာလဲ Clamp meter ဟာဝါယာကြိုးပတ်ပတ်လည်မှာရှိတဲ့တန်လိုက်ဆက်ကွင်း magnetic field ကိုအာရုံခံခြင်းအပြင်လျှက်စီးချောင်းကိုတိုင်းတာတာဖြစ်ပါတယ်လျှက်စီးချောင်းစီးဆင်းတဲ့အခါတန်လိုက်ဆက်ကွင်းတစ်ခုကိုဖြစ်ပေါ်စေပြီးမီတာရဲ့စင်ဆာကအဲ့ဒီတန်လိုက်ဆက်ကွင်းကိုဖတ်လို့ရတဲ့တန်ဖိုးတစ်ခုအဖြစ်ပြောင်းလဲပြီးပါတယ်တကယ်လို့သင်က live နဲ့ neutral နှစ်ချောင်းစလုံးကို clamp ညှပ်ပြီးအတူတူတိုင်းမယ်ဆိုရင်၎င်းတို့ရဲ့လျှက်စီးချောင်းတွေဟာစန့်ကျင်ဘက်အရက်ကိုစီးဆင်းနေကြပြီးမြဲပမာဏချင်းတော့အတူတူပဲဖြစ်ပါတယ်ဒါကြောင့်မလို့၎င်းတို့ရဲ့တန်လိုက်ဆက်ကွင်းတွေဟာတစ်ခုနဲ့တစ်ခုအပြန်အလှန်ချိဖြတ်ကန်ဆယ်သွားကြတဲ့အတွက်မီတာမှာတုံမြလိုပဲပြနေမှာဖြစ်ပါတယ်ဒါပေမဲ့တကယ်လို့မြေစိုက်ကြို ground ထဲကိုလျှက်စစ်စီးဆင်းသွားတာမျိုးလျှက်စစ်ယူစိမ့်မှု leakage ရှိနေမယ်ဆိုရင်တော့ live ကြိုးထဲမှာစီးဆင်းနေတဲ့လျှက်စီးချောင်းက neutral ကြိုးထဲကထပ်ပုံများနေပါလိမ့်မယ်အဲ့ဒီခါမှာတော့တန်လိုက်ဆက်ကွင်းတွေဟာအပြည့်အဝချိဖြတ်နိုင်ခြင်းမရှိတော့ပဲမီတာကဒီလိုမညီမျှမှု imbalance ကိုလျှက်စစ်ယူစိမ့်မှုအဖြစ်ထောက်လှမ်းသိရှိသွားတာဖြစ်ပါတယ်ဒါဟာ clamp meter ရဲ့အလုပ်လုပ်ပုံပဲဖြစ်ပါတယ်အားလုံးပဲသဘောပေါက်ကြမယ်လို့ထင်ပါတယ်ကျေးဇူးတင်ပါတယ်